ဒီကောခန်းကြီး15ပိုင်ငယ်3-4မှာနော်ငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အားရှေ့ဦးစွာအပ်ပေးသောအကြောင်းအရာဟူမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အတေခံတော်မူ၏တကြိုပြုမှာကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ပြန်ရှင်တော်မူ၏နော်ဒါကျွန်တော်တို့ရှိပေါ်ပြလို့ဘောလို့ပါနော်ကျွန်တော်တို့ကျမ်းစာလာနဲ့အတိုင်းယုံကြည်ရမယ်စိတ်နှလုံးကအကျွမ်းမဲ့ဝင်ခိုင်းရမယ်ကျမ်းစာလာတဲ့အတိုင်းနှလုံးသားကိုနှုတ်ရှာပါးစပ်ကလည်းအကျွမ်းမဲ့ဝင်ခိုင်းရမယ်နော်အဲ့လိုဆိုရင်တေချာတော့ပြီလုံးဝတေချာတော့ပြီနော်အဲ့ကြောင့်လည်းဆက်လက်ပြီးတော့ကျမ်းပိုက်တစ်ပိုင်းနောက်ဆုံးကျမ်းပိုက်နော်ယောမဩဝါဒစာခန်းကြီး30ပိုက်ငယ်9နဲ့30မှာကနော်အပေတို့ဤဘုံမူကနော်ဒီခင်ယေရှုကိုလက်ဝါးကတိုင်မှာတည်ခံခြင်းနော်လက်ဝါးကတိုင်မှာဒီခင်ယေရှုကိုနော်နှုတ်ဖြစ်ဝန်ခံ၍နော်ဘုရားသခင်ဒီသူ့ကိုတည်ခြင်းမှာပြင်ရှင်ဆိုသူမူပြင်ရှင်စီတော်မူပြီးဟုနော်စိတ်နှလုံးထဲ၌ယုံကြည်ရင်တဲ့နော်ကယ်တင်ခြင်းတို့ရောက်လိမ့်မည်တဲ့နော်ရောက်လာကြီးတဲ့ဖြောင့်မဲ့ခြင်းရတို့ရောက်ခြင်းကနော်စိတ်နှလုံးဖြစ်ယုံကြည်ရမယ်နော်ဒီစင်တော့ကျွန်တော်တို့လုပ်ပဲဝန်ခံတော့လေနော်ကျွန်တော်တို့နှလုံးသားမပိုင်နဲ့မပါဘူးပေါ့နော်အဲ့လိုဖြစ်ခဲ့တာပေါ့နော်အဲ့ဒါဒီနေ့ဆရာကပြန်နေပြီးတော့ဘုရားရဲ့ဒီအသက်ရှင်တဲ့နှုတ်ကပတ်တော်ပြန်နေပြီးတော့ပြည်ချင်းကိုပြန်နေပြီးတော့တမီးကိုပြန်လာပြီးတော့ခွန်အားပေးတယ်အဲအကြောင်းတမီးကလက်ခံမလားယေရှုခရစ်တော်ကိုလက်ခံမယ်နော်လက်ခံမယ်လေဆရာဆုတောင်းမယ်အာမင်ဟိုလိုက်ဆိုပြီးပါနော်အာမင်ဟာလေလုယာခတိယေရှုတင်နေထာဝရအသက်ရှင်တော်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ကျမဒီနေ့ဒီခင်ယေရှုလက်ဝါးကတိုင်မှာအတေခံခြင်းတကြိုခြင်း3ရက်နေ့မှာရှင်ပြန်ထမြောက်အောင်ခြင်းကျွန်တော်ကျမဒီစိတ်နှလုံးထဲကအကျွေးမဲ့ယုံကြည်ပါ၏ကျမရဲ့နှုတ်ဒီအကျွေးမဲ့ဝန်ခံပါ၏ကျွန်တော်ရဲ့အပြစ်ဝတ်ကျွေးကိုတမယဒီရင်ဆိုရင်ရှိကျင့်ချင်းအမင်္ဂလာကိုတမယကျင့်ချင်းအမင်္ဂလာကိုတမယတို့တကယ်ယေရှုဒီလက်ဝါးကနာရဲ့အတွေ့တော်အားလုံးစီကြောပြီးပြီအာမင်ကျွန်မဒီလွတ်မြောက်ပြီအာမင်ကျွန်မဒီကျမ်းမာတို့လိုဖြစ်ပြီအာမင်ဖြောင့်မဲ့တို့လိုဖြစ်ပြီအာမင်ကျေဝတို့လိုဖြစ်ပြီချမ်းသာတို့လိုဖြစ်ပြီအောင်မြင်တို့လိုဖြစ်ပြီဒီက